ဘန်ကောက်ရဲ့ New CBD area ဖြစ်တဲ့ Rama 9မှာမြန်မာငွေ3,900အောင်ကျင်း 50%နောက်ပေးမဲ့ပေးသွင်းထားအောင်နဲ့ပိုက်ဆိုင်နိုင်တဲ့အပြင်ပထမဆုံးဝယ်ယူမဲ့အခန်း200ကို 3% cashback ပေးမယ်ထားနိုင်ငံ top 5 developer AB ရဲ့ Rama 9မှာအသစ်ဆက်ထွက်ရှိလာတဲ့ live web shutter Rama 9 low end level ကွန်ဒိုကိုမိတ်ဆက်ပေးပါမယ်ဒီလိုဝိုင်းလက်စီကွန်ဒိုကြီးကိုထားနိုင်ငံ top 5 developer AB မှာမြဲကျဲ A-line ပေါ်မှာ resident building ၄ခု facility building တစ်ခုစုစုပေါင်း building 5ခုကိုမှာအလွှာပေါင်း8လွှာအခန်းပေါင်း851 unit commercial unit တစ်ခန်းဖြစ်ဖွဲ့စည်းပေးထားမှာဖြစ်ပြီးတော့ luxury condo ဆိုတဲ့အတိုင်းအလဲမှာဆိုရင် hotel facility အတိုင်းကိုင်းကားရန် swimming pool gym co-working space စတဲ့ facility ကို hotel facility နဲ့ညီထည့်သွင်းပေးထားမှာပဲဖြစ်ပါတယ်location အနေနဲ့ဆိုရင်တော့အမဒီ Prime 9 Station အကြီးဆုံး office tower ဖြစ်တဲ့ G Tower Central Rama 9 Shopping Mall ကြီးပြီးရင် Job Fair တို့10မိနစ်လမ်းလျှောက်နဲ့ရောက်ရှိနိုင်တဲ့အကွာဝေးမှာပဲရှိရနေဖြစ်ပါတယ်။စေယုံစေကန်းအနေနဲ့ဆိုရင်တော့အနီးပတ်ဝန်းကျင်မှာနဲ့ဘန်ကောက် International Hospital, Bamugrat International Hospital, Prime 9 Hospital တို့15 minute drive တွင်အကုန်လုံးကိုရောက်ရှိနိုင်မှာပဲဖြစ်ပါတယ်။အနီးပတ်ဝန်းကျင်မှာ International School အနေနဲ့ဆိုရင် Regent International School, Australian International School, NIST International School စတဲ့ International School ပေါင်းမြောက်များစွာ Rama 9 area မှာရှိလို့လူချင်းမင်းတို့ကြောင်းထားမယ်ဆိုရင်လည်းအရန်အောင်မှာအဆင်ပြေမှာပဲဖြစ်ပါတယ်။ Rama 9လိုမျိုးလက်ကောင် CBD area ကြီးမှာအထက်မြင့်နဲ့မနေခြင်းတွေအတွက်ထားနိုင်ငံ top 5 developer AB ရဲ့ low end level ကွန်ဒိုကြီးကအသစ်ထွက်ရှိလာဖြစ်တဲ့အတွက်အခုဝယ်ယူမယ်ဆိုရင်လုံးဝဈေးတန်နဲ့ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။အခန်းမျိုးစားအနေနဲ့1 bedroom 1 bed plus နဲ့2 bedroom တို့လူချင်းမင်းတို့စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပြီးတော့အခန်းဖွဲ့စည်းပုံတွေကိုကျွန်တော်တို့တစ်ချက်လိုက်ကြည့်ပေးကြပါအောင်ခင်ဗျာမင်္ဂလာပါဒီခန်းလေးကတော့1 bed plus 35 square meter အခန်းကိုမှာ promotion အနေနဲ့ 3% cashback နဲ့အကွန်တစ်လုံးရရှိမှာဖြစ်ပြီးတော့အခန်းလေးရဲ့ layout ကတော့ကျွန်တော်တို့ဝင်လာခြင်းဒီဘက်မှာဆိုရင် open kitchen အတွက်နေရာလေးပါမယ်ပြီးရင်ဒီနားမှာဆိုရင်လည်း dining table လုပ်ဖို့အတွက် space ကျယ်ကျယ်ကြီးပြုလုပ်ပေးထားတယ်ကျွန်တော်တို့ဆက်သွားမယ်ဆိုရင်တော့ living space ကိုမှာarea ခက်ကြဲကြဲလေးနဲ့အနောက်ဘက်မှာဆိုရင်1 bed plus ဆိုရတာအခန်းလေးတစ်ခန်းကိုလူကြီးမင်းတို့1 bedroom အနေနဲ့အသုံးပြုမှာဖြစ်ပါတယ်ဒီခန်းလေးရဲ့ထူးခြားချက်ကတော့ကျွန်တော်တို့ balcony ကိုတခါတည်း access လုပ်နိုင်မှာဖြစ်တဲ့အတွက်လူကြီးမင်းတို့ view တွေပါကြည့်မယ်ဆိုရင်အခန်းကနေတိုက်ရိုက်အပြင်ထွက်လိုက်ရုံနဲ့ကြည့်ရှုခံစားနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော် main master bedroom လေးကိုလိုက်ပြပါမယ်ဒီခန်းလေးကတော့ main master bedroom အတွက်နေရာလေးပဲဖြစ်ပါတယ်အရင်ကမှကြကြဝန်းနဲ့ king size curtain ကိုထည့်သွင်းပေးတာဖြစ်ပြီးတော့ဒီဘက်မှာဆိုရင် floor to ceiling glass တွေနဲ့ပြုလုပ်ထားတဲ့ window တွေထည့်သွင်းပေးထားတဲ့အတွက်လူချင်းမင်းတို့အပြင်ဘက်ကိုလည်း view ခံစားနိုင်မှာဖြစ်ပါတယ် balcony ရာဆိုရင်တော့ဖြစ်လဲကြကြဝန်းဝန်းလေးနဲ့လူချင်းမင်းတို့အဝတ်တွေပါလမ်းမဲ့ဆိုရင်လည်းလုံးဝအဆင်ပြေစေမှာဖြစ်ပါတယ်ဒီဟာလေးကတော့ 1 bed plus ရဲ့ရေချိုးခိုင် inter toilet လေးပဲဖြစ်ပါတယ်ကျွန်တော်တို့ double door access နဲ့ပြုလုပ်ပေးထားတဲ့အတွက်ဧည့်သည်လာနဲ့အသုံးပြုလို့ရမှာဖြစ်တယ်လို့အခန်းထဲကနေတိုက်ရိုက်အသုံးပြုလို့ရမှာဖြစ်ပါတယ်ရေချိုးတဲ့ area နဲ့ toilet အသုံးပြုတဲ့နေရာကို separate glass လေးနဲ့ပြုလုပ်ပေးထားတဲ့အတွက်လူချင်းမင်းတို့လုံးဝအောင်မှာအဆင်ပြေပြေအသုံးပြုနိုင်မှာပဲဖြစ်ပါတယ်အရန်အောင်မှာအခန်းဖွဲ့စည်းမှုကောင်းမှုနဲ့၄ရောက်ဖြစ်ပြီးလူချင်းမင်းတို့နေထိုင်မယ်ဆိုရင်လည်းလုံးဝအောင်အဆင်ပြေစေတဲ့၄ရောက်အခန်းလေးပဲဖြစ်ပါတယ်မင်္ဂလာပါဒီခန်းလေးကတော့1 bedroom 31 square meter အခန်းမှာ separate kitchen ၄ရောက်လေးပဲဖြစ်ပါတယ် promotion အနေနဲ့ fully fitted ရရှိမှာဖြစ်ပြီးတော့လူချင်းမင်းတို့ aircon တစ်လုံးနဲ့ 3% cashback အခုဝယ်ယူရတဲ့ရရှိမှာပဲဖြစ်ပါတယ်ခန်းလေးရဲ့ layout ကတော့ကျွန်တော်တို့ဝင်လာခြင်းဒီနားမှာဆိုရင် shoe cabinet ထားဖို့အတွက်နေရာပါမယ်ဒီနားလေးကတော့ dining area အတွက်နေရာလေးဖြစ်လို့လူနေရာကောင်းကောင်းမွန်မွန်စားသုံးနိုင်မှာပဲဖြစ်ပါတယ်ဒီနားလေးကတော့ living space လေးနေရာလေးပဲဖြစ်ပါတယ်ရန်အောင်မှာကြကြဝန်းဝန်းလေးပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒါကတော့1 bedroom အခန်းရဲ့လုံးဝ main master bedroom အခန်းလေးဖြစ်ပါတယ်ဒီအောက်ဘက်မှာဆိုရင်လည်း floor to ceiling ထားရှိဖို့အတွက် cabinet တွေပါမယ်ပြင်ဒီနားမှာဆိုရင်လည်းလူချင်းမင်းတို့အမျိုးသမီးတွေအလှပြင်ဖို့အတွက် makeup counter area ပြုလုပ်လို့ရမယ်နားမှာဆိုရင်လည်းကျွန်တော်တို့ working space အတွက်နေရာလေးအခုပြုလုပ်ပေးထားဖြစ်ပါတယ်ရှေ့မှာဆိုရင် floor to ceiling မှန်နေနဲ့ပြုလုပ်ပေးထားတဲ့အတွက်အလုံးလုံးရင်အပြင် view ကိုကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာကြီးကတော့လူချင်းမင်းတို့အိတ်ဆက်ဖို့အတွက်နေရာဖြစ်ပြီးတော့ king size curtain ပတ်ကြီးကိုထည့်သွင်းနိုင်မှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ဒီနားလေးကတော့ balcony area ဖြစ်ပါတယ်ကြကြဝန်းလေးနဲ့လူချင်းမင်းတို့အဝတ်တွေပါလမ်းမလားအပြင်ဘက်ကို view ထွက်ကြည့်မှလုံးဝအဆင်ပြေစေမှာပဲဖြစ်ပါတယ်ဒီခန်းလေးကတော့ရေချိုးခိုင် inter toilet area ဆိုရင်တော့ကျွန်တော်ရေချိုးခိုင် inter toilet လေးလိုက်ရေချိုးတဲ့ area နဲ့ toilet အသုံးပြုတဲ့နေရာကို separate glass လေးနဲ့ပြုလုပ်ပေးထားတဲ့အတွက်အဆင်ပြေပြေအသုံးပြုနိုင်မှာဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့မြန်မာရဲ့အကြိုက် separate kitchen လေးပဲဖြစ်ပါတယ်။ရောင်းမှာကြကြဝန်းနေနဲ့ separate kitchen ဖြစ်တဲ့အတွက်လူချင်းမင်းတို့ဟင်းနေပါရှက်မယ်ဆိုရင်ဒါလေးကိုပိတ်ထားလိုက်အောင်ပါပဲ။လုံးဝကို
living area နဲ့ bedroom တွေအောင်လုံးဝအနက်နေဝင်စေမှာမဟုတ်ပါဘူးအရောင်းမှာအခန်းဖွဲ့စည်းမှုကောင်းမွန်ပြီးတော့ကျွန်တော်တို့ separate kitchen layout လေးနဲ့အခန်းလေးပဲဖြစ်ပါတယ်ကျွန်တော်လည်းဒီဝယ်ယူမဲ့ client တွေအတွက်အလွန်ကောင်းကောင်း view ကောင်းကောင်းနဲ့ဈေးအတက်ဆုံးအခန်းတွေကိုဈေးအသက်သာဆုံးရအောင်ဝယ်ယူပေးသွားမှာဖြစ်ပြီးတော့လူချင်းမင်းတို့လက်ထဲဂလုံးဒီစာချုပ်နဲ့အတူတော့ရောက်တဲ့အထိအပြည့်အဝ legally one stop service နဲ့အတူတရားဝင်ဆောင်ရွက်ပေးသွားမှာပဲဖြစ်ပါတယ်promotion အနေနဲ့ပထမဆုံး 50% 1 month အတွင်းပေးသွင်းရမှာဖြစ်ပြီးတော့ကျန်တဲ့ 85% ကို project ပြီးရဲ့2029အောက်တိုဘာလမှာပဲပေးသွင်းရမှာဖြစ်ပါတယ်။ဒါအပြင် promotion အနေနဲ့ပထမဆုံးဝယ်ယူတဲ့အခန်း200 TT ကို 3% promotion နဲ့ cashback ပတ်သက်သိန်းလူချင်းမင်းတို့ကိုပေးရသွားမှာပဲဖြစ်ပါတယ်။ရမာနိုင်လိုမျိုးလက်ကောင် CBD area ကြီးအများတန်းငှားရနေသူအများများပြီးမြေစည်းအနေနဲ့ဆိုလည်းနှစ်တိုင်းအများတန်းတက်နေတဲ့နေရာဖြစ်တဲ့အတွက်ရေရှည်ရင်းနှီးမြှုပ်နှံသူတွေအတွက်ဆိုရင်လည်း capital gain ရဲ့ rental ကြီးအရောင်းအောင်မှာကောင်းမွန်တယ်နေထိုင်မယ်ဆိုရင်လည်းအနည်းပတ်ဝန်းကျင်မှာနေကျောင်းဆေးရုံ mall public transportation အားလုံးရှိရဲ့အတွက်အရောင်းအောင်မှာကောင်းမွန်တဲ့ location တစ်ခုဖြစ်တယ်ဒါကြောင့်မလို့ဒီရာမာနိုင်ရဲ့ low level condo ကြီးကိုဝယ်ယူဆက်သွယ်လို့ပါကျွန်တော် link property ထိုင်အောင်ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ